hello မင်္ဂလာရှိရုံးပါရုံးကဒီနေ့အိမ်မှာရုံးအကြိုက်ဆုံးဟင်းဖြစ်တဲ့ပနော့စီပြန်ကိုရှစ်နှစ်လေးအုပ်ပြီးတော့စီပြန်လေးချက်စားတယ်ပြီးတော့တို့စရာအစုံလေးနဲ့စားထားတာဖြစ်ပါရှင်ရုံးနဲ့တူတူစောင့်ဖြစ်လိုက်ကြည့်ကြပါဦးရှင်